ဟုတ်ပြီ ID ရှိပြီးသားတွေအတွက်ဝါရှိက ID ကို update တင်ဖို့အတွက်ဘယ်လိုတင်ရမလဲဆိုတာဝါရှိပြမယ်ပေါ့လေနော်ဒီမှာဆိုလို့ရှိရင်တို့ရတယ်ပြီးတော့ဒီGoogle ရောက်တဲ့အခါမှာဆိုလို့ရှိရင်ကြည့်အောင် specific skill worker တက်ဆိုတာဒီရှာလိုက်မယ်ဒါလေးကြာအဲ့ဒါလေးကိုနှိပ်လိုက်ပြီးနှိပ်တဲ့အခါမှာဆိုရင်ဒီလိုလေးပေါ်လာလိမ့်မယ်ပေါ်လာတဲ့အခါမှာဆိုရင်ဒီမှာတက်ရှာသွားရှိရဲအဲ့ဒါနဲ့ပြီးအဲ့တော့တို့ကဂျပန်လူတွေနားမလည်တဲ့လူဆိုလို့ရှိရင်ဘာဒီမှလည်းမသိစေမဖတ်တော့ဆိုရင်ဒီမှာ language ဆိုရှိရဲအဲ့ဒါကိုနှိပ်ပြီးတော့တို့ကပြောင်းလိုက်မယ်အင်္ဂလိပ်လိုဖြစ်သွားပြီအင်္ဂလိပ်ဆိုရင်လည်းကိုဖတ်တယ်ပြီပေါ့ပြီးသွားပြီဆိုလို့ရှိရင်တို့ကဘာလုပ်မှလဲဆိုရင်ဝရှိကအခုအဲ ID ကိုဝရှိက update လုပ်ပြီးမှကဘာလို့အတွက်လဲဆိုလို့ရှိရင်ဒီကတပည့်မလေးတယောက်အတွက် ID ကို update လုပ်ပြီးမှပေါ့လीနော်အဲ့တော့ ID update လုပ်ပြီးမှဖြစ်တဲ့အတွက်အဲ့တပည့်မလေးအတွက်ဝရှိကဖြည့်ပြီးမှပေါ့လीနော်ဖြည့်ပြီးမှဆိုတော့ကဟုတ်ပြီတွေ့မှချက်လက်တွေကိုဝရှိဖြည့်ကြတာပေါ့ဟုတ်ပြီတို့က DFA2 မှာဖြစ်တဲ့ DFA2 ကိုဟုတ်ပြီနှိပ်လိုက်တယ်ပြီးတော့ JFD ကိုနှိပ်ပြီးသားရေးဆိုလို့ရှိရင်ဟုတ်ပြီသွားပါစေ login ဆိုတာလေးနှိပ်ပါမယ်ဟုတ်ပြီတို့က login ဆိုတာလေးနှိပ်ပြီးသားရေးဆိုလို့ရှိရင်ဒီမှာကြည့်အောင်လာပြီနော် chain of ဒီတို့က information chain မှာဖြစ်တဲ့အတွက်အဲ့ဒါလေးနှိပ်တယ်နော်နှိပ်လိုက်ပြီးရှင်ဒီမှာ next ဆိုတာလေးနှိပ်ပါမယ်ပြီးလို့ရှိရင်ဒီမှာ ID ကိုကကို ID ကိုထည့်မယ်ပေါ့လေနော်မာလေး86နဲ့ဆိုပြီးတော့ဒီရပြီပေါ့လေနော်ပြီးလို့ရှိရင်တို့ရတယ်ပြီးတော့သူ့ရဲ့ password ကိုထည့်ရမယ် password ထဲမှာဟုတ်ပြီအဲ့ပြီးတို့က login ဝင်ကြည့်မယ်ဟုတ်ပြီ login ဝင်ပြီးလို့ရှိရင်ဒီမှာကြည့်အောင် incheck UI exam information လို့ပေးထားရမင်းရဲ့ nationality ကမင်းက Indonesia လူမျိုးလားဆိုတော့မဟုတ်ဘူးဆိုတော့ other နိုင်မယ်ပြီးလို့ရှိရင်မင်းက Indonesia မှာဖြစ်မှာလားဆိုတော့မဟုတ်ဘူးလို့နိုင်မယ်အဲ့တော့ next ကိုနေပြီပြီးဒီပုံစံလေးပေါ်လာမယ်ဒါမင်းတို့ရဲ့မှာ passport စာမျက်နှာဖြစ်ပါတယ် passport စာမျက်နှာဖြစ်တဲ့အတွက်မင်းရဲ့ passport စာမျက်နှာအတိုင်းလေးပဲဟောပြီးနဲ့ထားရမယ်အဲ့ passport ကိုမင်းတို့လှမ်းရမယ်ပေါ့လေနော် passport စာအုပ်ရှိမှဒါလေးရမှာပါပြီးအဲ့တော့ဒီသူကြည့်ခိုင်းတာကဒီအပေါ်ကဘာအောင်မကြည့်ရဘူးဒီအောက်မှာရှိရဲ့နော်ဒီမှာစာကြောင်းလေးတစ်ကြောင်းရှိရဲ့အဲ့စာကြောင်းတစ်ကြောင်းလေး line လေးပေါ့နော် Amazon line လေးကိုပဲတို့ကကြည့်ဖို့ကြည့်ရမယ်အဲ့ကြည့်ရအဲ့ Amazon line 1ဆိုရှိပြီအဲ့ line 1ဆိုတာဒီအပေါ်ကအကြောင်းအရာလေးပေါ့နော်အဲ့အပေါ်အကြောင်းအရာလေးမင်းတို့ password ထဲမှာရှိရဲ့အဲ့အကြောင်းအရာလေးတိုင်းပဲတို့ကဘာလို့မှလဲအဲ့အကြောင်းအရာလေးကိုကြည့်မယ်ကြည့်တဲ့အခါမှာတို့ကြည့်အောင်အမှဆို तू ကမင်းနဲ့ password စာအုပ်ကဘာလဲဆိုလို့ရှိရင်အဲ့စာအုပ်ရဲ့အောက်မှာဆိုမင်းတို့ရှိရပေါ့နော်ဟုတ်ပြီအဲ့တော့ PG လား PV လားဆိုရင်စာအုပ်ရဲ့အောက်ကလေးအပေါ် line လေးမှာဆိုရင်ဒီမှာဒီ line လေးမှာဆိုရင် PG ဆိုပြီးတော့ तू ရေးထားလိုက်မယ်အဲ့တော့မင်းတို့ PG စာအုပ်ဆို PG ပေါ့ PG PV ဆိုတဲ့ PV ကိုအဲ့လိုရေးလိုက်မယ်ပြီးလို့ရှိရင် तू ကမြန်မာလူမျိုးဖြစ်တဲ့အတွက် MMR ပဲရေးမယ်ဟုတ်ပြီအခုဒါမြန်မာလူမျိုးတွေပဲလောက်ထားဆိုတော့လीနော် MMR စာအုပ်မှာလည်းပါပါတယ်နော် MMR ဆိုပြီးတော့ပြီးလို့ရှိရင်ကိုယ့်ရဲ့မှာနာမည်ရေးမယ်နာမည်ရေးတဲ့အခါမှာဒီမှာရော MMR ဆိုရင်ကိုယ့်ရဲ့နာမည်လေးပေါ့ဒီလိုဘားလေးနဲ့ချထားလိုက်မယ်အဲ့တော့ဒီမှာအရှိတပည့်မလေးရဲ့ဟာဒီကဝင်ပြီးရှင်ပြီးရင်ဟုတ်ပြီအဲ့တိုင်းလေးဖြစ်သွားပြီနော်ဝင်တာခုဆိုဖြစ်သွားပြီပြီးအဲ့တော့မှန်လားဆိုရင်ဒီမှာကြောက် check လုပ်တဲ့အခါမှာဒီမှာမှန်သွားပြီကျွန်တော်တို့ line ပြီးနောက်ဒုတိယ line သွားမယ်ဒုတိယ line ကကြောဆိုရင်ဒီအောက်က line လေးပေါ့နော်ဒီအောက်က line လေးတိုင်းပဲဆိုတော့ကြည့်မယ်အဲ့တော့ကြည့်မယ်ဆိုလို့ရှိရင်အဲ့အောက်က line လေးမှာဆိုရင်ဒီမှာ AB ဆိုပြီးဒီမှာရေးထားရမှာလားအဲ့သူပေးထားတဲ့ကဏ္ဍအထိနော် MMR မရောက်ခင်အထိသူကရေးရမယ်အဲ့သူရေးထားတာက MI ဆိုပြီးရရှိရယ်ကိုဟာကိုအချက်လက်ကိုရေးမယ်နော်ကလေးတို့ကိုအချက်လက်ကိုရေးမယ်ပြီးလို့ရှိရင်အဲ့မှာတို့ကဘာလဲဆိုရင်အလေးရှိမယ်ပြီးလို့ရှိရင်နောက်ထပ်ကဏ္ဍတစ်လုံးရှိမယ်ပေါ့လေနော်ပြီးတို့ကအဲ့လိုလေးရှိမယ်အဲ့ဒါပြီးလို့ရှိရင်ဒီမှာက nationality ရေးတဲ့ခါမှာဆိုရင်လည်းဒီမှာ MMR လို့ရေးပေးထားရမှာလားအဲ့တော့ကိုယ်လည်း MMR ပဲကိုယ်စာအုပ်မှာလည်း MMR လို့ပဲပါနော်ဒါမြန်မာယူတဲ့လောက်ထားပေးတာဆိုတော့ဟုတ်ပြီပြီးလို့ရှိရင်တို့အဲ့ဒါပြီးလို့ရှိရင်တို့ကဘာလုပ်မလဲဆိုလို့ရှိရင်ဒီမှာက date of birth ကိုယ့်ရဲ့မှာမွေးတဲ့ရလခုနှစ်ပြန်မှာပေါ့လားအဲ့မွေးတဲ့ရလခုနှစ်မှာလည်းအဲ့ဆိုတော့ပြဒီ MMR ရဲ့နောက်မှာဆိုဒီမှာတွေ့ရမှာ00102663ဆိုပြီးရှိရပေါ့နော်အဲ့လိုမျိုးပဲကိုယ့်ရဲ့စာအုပ်မှာလေးကြည့်လိုက်ခါမှာကိုယ့်မူနေကိုထည့်မယ်သူရေးထားကဏ္ဍလေးပဲထည့်မယ်နော်ရှောက်မထည့်နဲ့02244ပြီးသွားပြီဒါသူ့ရဲ့မွေးနေ့ပြီးလို့ရှိရင်တို့ကဒီမှာကြည့်အောင်ရွေးတဲ့အခါမှာဆိုရင်ကြည့်အောင်တို့ကမီတာမိန်းကလေးတို့ဖြစ်တဲ့ female ရွေးမယ်လူမသားယောက်ျားလေးဆိုရင်တော့ male ရွေးရမှာပေါ့လေနော်အဲ့ဒါပြီးလို့ရှိရင်အဲ့အောက်က line ရဲ့အောက်မှာဆိုရင်သူ့မှာကဏ္ဍတွေထည့်မယ်ဒီမှာနောက်ဆုံးကျန်ခဲ့တဲ့ကဏ္ဍတွေရှိရအဲ့ကဏ္ဍတွေအကုန်ထည့်လိုက်ပါအဲ့တော့
ဒါတွေ့ရမှာ password ကိုမဲ့တက်တန်းဟာပြောတာပေါ့နော်ဟုတ်ပြီမှန်လားမှန်လားတို့ကချက်လုပ်ကြည့်မယ်ဟုတ်ပြီဒါမှန်တယ်မှန်ပြီစင်းတို့ကဘာလို့မလဲ next ကိုနှိပ်ပါမယ် next ကိုနှိပ်ရတဲ့အခါမှာဆိုတော့ဒီလာပြီနော်သူ့ရဲ့မှာ information အချက်လက်တွေတို့ password အဲ့မှာစာမျက်နှာရေးကြည့်လို့ရပြီအဲ့မှာဆိုရှင်းကြည့်ရအောင်နာမည်မှန်လားမမှန်လားဒီ Brian Win THNT EHANT ရဲ့တဏ္ဍပေးရှို့ခုမှန်တယ်ပြီးလို့ရှိရင်သူ့ရဲ့မှာကြည့်ရအောင်ဒါသူ့ရဲ့မှာမွေးနေ့ကိုကြည့်တဲ့အခါမှာဆိုရင်1999နှစ်လပိုင်း24ရက်နေ့ဒါလည်းမှန်တယ်ပြီးကြာတာ female ဆိုအမပြမြန်မာ PJ ပြီး password ရဲ့ number သူ့ရဲ့မှာဆောက်ထဲမှာရှိမှာပေါ့နော်ကိုဆောက်ထဲကိုကြည့်ကြပေါ့စစ်ပေါ့ဒါပြီးလို့ရှိရင်သူဒါမင်းတို့ရဲ့မှာဒီ extra date ဆိုတာမင်းတို့ password တက်တန်းကုန်မဲ့ extra date ကိုပြောတာပြီးမြန်မာဒါမှန်သွားပြီဆိုရင်တို့က next ကိုနှိပ်မယ် next ကိုနှိပ်ပြီးလိုက်ဆိုလို့ရှိရင်ကြာလာပြီမင်းဒီမှာပေါ့လေများသောအားဖြင့်မှားကြတယ်အဲဒါဆိုရင်မင်းတို့က information ကိုပြန်ချိန်ပါလားမချိန်ပါလားပြန်ပြီးမေးတာဖြစ်တယ်တို့ကမချိန်အဲ့တော့မဘာလို့မှလဲပြီးဆိုတော့ no နှိပ်မယ်အဓိကတော့ဆိုတော့ဗာလဲဆိုရင်ဒီ yes နဲ့ no နဲ့မှာ yes ကိုသွားနေလို့ရှိရင်ပြန်လာဒါ update တင်တာမရောက်တော့ဘူးအဲ့တော့တို့ကဘာမှ no နှိပ်မယ်ပြီးရင် next ကိုနှိပ်ပါမယ်ဒါဆိုရင်ဟုတ်ပြီအဲ့ဒါပြီးသွားပါပြီဒါကမူလနေရာပြန်ရောက်သွားပြီဒါဆိုရင်မင်းတို့ရမှာဟာပြီးသွားလိမ့်မယ်အဲ့လိုမဟုတ်ခင်တို့ကတည်းက yes ကိုနှိပ်မယ်ဆိုလို့ရှိရင်မိုတိုရိုဆိုရပြန်နောက်ကိုပြန်သွားတယ်ဆိုတဲ့ဟာပေါ့လေနော် information တတိပြန်ကဒီ update တင်တာမအောင်မြင်ဘူးဆိုတဲ့စာကြောင်းကြီးပေါ်လာလိမ့်မယ်ပေါ့လေနော်အဲနောက်ကိုပြန်သွားခိုင်းတာမျိုးတွေ့ရလိမ့်မယ်ပြန်သွားပြီဆိုရင်လည်းလှုပ်လည်းပဲမရတော့ဘူးအဲ့တော့အစတိုင်းပြန်ပြီးလောက်ရမှာဖြစ်ပါတယ်နော်အဲဒါကြောင့်တို့က no နှိပ်ပါမယ်အဲဆိုရင်ကလေးတို့အားလုံးပဲအဆင်ပြေကြပါသည်ဒါကတော့ ID ရှိပြီးသားလူတွေ update တင်နေပြီပါနော်